စစ်ပွဲအတန်တွေငင်းတက်သွားတဲ့မြို့တွေမှာကြံရစ်ခဲ့တာကတော့ပျက်စီးယူရင်းမှုတွေပါပဲပြာပုံတွေကျိုးပြက်နေတဲ့တဘားတွေပြီးတော့အမောင်အတိကျနေတဲ့လျှက်စစ်တပ်အားလိုင်းတွေဒါဟာရခိုင်ပြည်နယ်ရဲ့လက်ရှိပကတိအရှိတရားပါပဲများဒါပေမဲ့ဒီပြာပုံတွေကြားထဲလာနေအာမန်အတိတ်တစ်ခုကတော့မွေးဖွားလာနေပါပြီကဲအဲ့ဒီအာမန်ဆိုတာကလည်းအဝေးကြီးကနေရောက်လာတဲ့အကူအညီတွေမဟုတ်ပါဘူးကျွန်တော်တို့ဒီသကန်လေးရဲ့လက်တွေပါပဲဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးမှာကတော့စစ်အပီးရခိုင်ပြည်နယ်ကျန်းလဲထူထောင်ရေးမှာဒီသကန်လူထုရဲ့ခေါင်းဆောင်မှုကန္တာဘလောက်တောင်အရေးကြီးတယ်လဲဆိုတာပါပဲဒါဟာအဆောက်အုံပြင်တာတတ်တတ်မဟုတ်ပါဘူးနိုင်ငံတော်တစ်ခုကိုတည်ဆောက်နေတာပါကျွန်တော်တို့ channel မှာအာရီခရတတ်တော် AA ရဲ့စစ်ရေးအောင်မြင်မှုတွေကိုခင်ဗျားတို့မြင်တွေ့ခဲ့ပြီးပါပြီအခုကျွန်တော်တို့မြင်တွေ့ရမှာကအဲ့ဒီစစ်ရေးစီးစင်းကနေအရပ်ပတ်စီမံခန့်ခွဲမှုစီကိုကူးပြောင်းလာတဲ့အချိန်ပဲဖြစ်ပါတယ်ဗဟိုအစိုးရရဲ့လိရှူရှူမှုကိုကျွန်တော်တို့နှစ်ပေါင်းများစွာခံခဲ့ရတယ်အခုတော့ကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်တို့ဘာသာဖန်တီးရတော့မယ်စစ်ကွဲမှာအနိုင်ရဖို့တတ်တည်လို့သလိုငြိမ်းချမ်းရေးကိုတိဆောက်ဖို့အတွက်လည်းစနစ်တကျရှိတဲ့စီမံခန့်ခွဲမှုလိုအပ်ပါတယ်အောက်ခြေ grassroots အဆင့်ကအုပ်ချုပ်ရေးမှုတွေနဲ့ဒေသခံ engineer တွေဟာအခုဆိုရင်ဥဆောင်နေကြပါတယ်ဘယ်တစ်ပါးကိုအရင်ပြင်မလဲဘယ်ကြွားကိုမြည်ရင်ပေးမလဲဆိုတာသူတို့အသိဆုံးပေါ့ဗျာဒါဟာဘဟိုကလာတဲ့အမိန့်မဟုတ်ပါဘူးဒေသခံတွေရဲ့လိုအပ်ချက်ပေါ်အခြေခံတဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးဒါမှမဟုတ် sovereignty ရဲ့ပထမဆုံးခြေလှမ်းပါမယ်ပြန်လည်တည်ဆောက်ရေးဆိုတာရုပ်ပိုင်းဆိုင်ရာပြင်ဆင်ထားတဲ့အရန်ပို့ပါတယ်ဒါဟာရခိုင်လူထုရဲ့စိတ်ဓာတ်ဒါမှမဟုတ် spirit ကိုပြသရတော့ပါတယ်ကျွန်တော်တို့စီမှာကြီးမားတဲ့စိတ်ရန်ရားတွေဘတ်ဂျက်အမြောက်ပြားတွေမရှိသေးဘူးဆိုတာဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာဒီခန့်ချက်နဲ့ခံနိုင်ချက်ဆိုတာအပြည့်အဝရှိပါတယ်တပားအသေးလေးတစ်စင်းကိုကိုရူကိုဖြစ်နိုင်တာဟာကျွန်တော်တို့အတွက်အောင်ပွဲပါပဲလျှက်စစ်မီတိုင်းတစ်ခုကိုပြန်ထူနိုင်တာဟာမျော်လင့်ချက်ကိုပြန်ထူတာပါပဲဒီရိုးရှင်းတဲ့လူနေပုံစံကနေကြီးမားတဲ့အပြောင်းအလဲကိုဖော်ဆောင်နေတာပါကျွန်တော်တို့အရင်ကတိုက်ပွဲတည်င်းတွေနဲ့တေဆုံးတန်ရာရမှုတွေကိုပဲမှတ်တမ်းတင်ခဲ့ရတယ်ဒါပေမဲ့အခုအချိန်မှာတော့ကျွန်တော်တို့ရဲ့ကင်မရာတွေဟာရှင်တန်ရေးကနေရေရှည်တည်မြင့်အုပ်ချုပ်ရေးစီကိုဦးတည်ရပါမယ်ဒေသခံလူထုကဥဆောက်ပြီးအခြေခံအဆောက်အုံတွေကိုပြန်တည်ဆောက်တဲ့အခါအဲ့ဒီအဆောက်အုံတွေဟာပိုပြီးခိုင်မြဲပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါသူတို့ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့သူတို့ကိုယ်တိုင်ပိုင်ဆိုင်တဲ့အရာတွေမို့လို့ပါမယ်ရခိုင်ပြည်နယ်ရဲ့အနာဂတ်ဟာအဝေးကလူလူရဲ့လက်ထဲမှာမဟုတ်ပါဘူးရခိုင်ဒေသလူထုရဲ့လက်ထဲမှာပဲရှိပါတယ်မိမိဒေသမှာကိုရူကိုပြန်လဲတိဆောက်နေတဲ့သတင်းတွေအဖြစ်အပျက်တွေရှိရင်အောက်က comment မှာဝိမြပေးခဲ့ကြပါဦးအဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်တို့မှတ်တမ်းတောင်းစားပါမယ် channel ကိုလည်း subscribe မလုပ်ရသေးရင်လုပ်ထဖို့မမိတ်နေဘူးနော်အားလုံးပဲအာရီခရအမိဘဖြစ်သူများဘေးအန္တရာယ်ကင်းဝေးကြပါစေဗျာ